我要高满。马里尼亚အတွက်ခောက်ဆွဲပြုတ်ကြည့်မှာပါအရွက်အနေနဲ့ကတော့ဝယ်လို့လည်းမရဘူးဆိုတော့အိမ်မှာပဲ organic တကယ်ကိုမှ organic စစ်စစ်နဲ့စိုက်ပျိုးထားတဲ့မမေရဲ့ကစွန်ရွက်ကလေးတွေကိုမှာပါမိုးရသည်မှာကြိုက်တာတခုကအဲ့ဒီရဲ့တည့်ရွက်ကလေးတွေအပေါ်မှာမိုးရေစက်ကလေးတွေတီးနေတဲ့ဟာလေးတွေကရမ်းမှုချဖို့ကောင်းပါတယ်အဲ့ဒီအတွက်လေးမိုးရသည်ကိုရမ်းကြိုက်ပါတယ် That is my favorite seasonထုတ်ထားတဲ့ထုံချိုင်းလေးတွေကိုအနေတော်လေးတွေဖြစ်အောင်တီးပါမယ်အားလုံးအစင်သင့်ဖြစ်သွားပြီဆိုလို့ရှိရင်တော့ရေနွေးပွဲပွဲစုနေတဲ့အထက်တွေကိုခောက်ဆွဲကြောက်ကလေးတွေထည့်ပါမယ်ခောက်ဆွဲရတော့မပြုတ်ပါဘူးခောက်ဆွဲတုပ်ပြီးမှတုပ်ကျွေးမှဖြစ်ပါတယ်အဲဒီတော့ခောက်ဆွဲတုပ်ဖို့ရအတွက်ရေနွေးပွဲပွဲစုထဲမှာခောက်ဆွဲကိုအရင်ဆုံးပြုတ်ပါမယ်ခောက်ဆွဲလေးတွေလည်းအနေတော်လောက်ရောက်ပြီဆိုလို့ရှိရင်တော့အရွက်ကလေးတွေပါတစ်ခါလေးထည့်ပြီးတော့ပြုတ်ပါမယ်ပြီးသွားရင်တော့ထုံချိုင်းကလေးတွေပါထည့်ပြီးတော့ပြုတ်ပါမယ်ပြီးတော့ရင်တော့အဖုံးလေးကိုခဏလောက်ထပ်ပြီးတော့ကြတော့အုပ်လိုက်ပါမယ်အရွက်ကလေးလေးနူးတဲ့အခြေအနေတော့ရောက်ပြီးခောက်ဆွဲသားလေးတွေလည်းပဲတော်တော်လေးဖွာနေတဲ့အနေတော့ရောက်ပြီးဆိုလို့ရှိရင်တော့ခောက်ဆွဲဘက်တွေနဲ့အရွက်တွေအကုန်လုံးဆယ်လိုက်ပါမယ်အားလုံးစင်သစ်ဖြစ်ပြီးဆိုလို့ရှိရင်တော့ခောက်ဆွဲတုပ်ထဲမှာပါတဲ့အမုံလေးတွေကိုထည့်ပါမယ်အမုံလေးတွေကိုထည့်တဲ့အခါမှာဆိုဒီယမ်စားတဲ့တွေအများကြီးပါနေတတ်တာဖြစ်တဲ့အတွက်နှစ်ထုပ်ထဲမှာပါတဲ့အထဲထဲမှာအမုံကိုအနှဲငယ်လေးပဲထည့်ပြီးတော့ကျွန်တော်တို့ဝေးပါမယ်ဒါကတော့အကုန်လုံးပြီးသွားပြီပေါ့နော်ပြီးသွားရင်တော့ဒါကတော့ကျွန်မရဲ့ဒီမှာချိုလေးဖြစ်ပါတယ်ဒါပဲရှင်ဒီနေ့ခောက်ဆွဲစားပြမှာပါထုံးချမ်းလေးပဲပါပေါ့နော်ထုံးချမ်းလေးစားပြမယ်ဖြစ်ရုံးကမှဟာလေးရတော့ inside လေးရပါတော့နည်းနည်းချစ်ချစ်ဆက်လေးပဲဖြစ်ပါတယ်လူကျွဲသူကတော့တီတီလေးပဲဖြစ်ပါတယ်我要高满